ဇာတိများတဲ့ခါမှာယော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟိုပြောင်းတဲ့ခါစားကျွန်တော်လမ်းမီးမှာတရားဟောတယ်မရှက်ဘူးတခါလေတငယ်ချင်းနှစ်ယောက်ထဲဆိုရင်တိုင်နေတယ်မင်းကဘာစကားရဲ့ရှေ့ပေါက်တဲ့ငါဘာစကားနောက်ပေါက်တဲ့မှတ်တိုင်မှာတိုင်နေပြီးတက်သွားပြီးတော့ကားပေါ်ကြမှာပဲအဲ့ဒီနှစ်ယောက်ကအခုမှတွေ့တဲ့ပုံမျိုးဟာတကယ်ချင်းဘယ်သွားမလဲဟာအင်းစိတ်သွားမယ်ဟာမင်းကမင်းဈေးထဲမှာတရားဟောတာဘာလဲငါမကြားလိုက်ဘူးဟာမင်းမကြားဘူးလားဟိုကလည်းပြောတယ်ယေရှုကြောင့်လေယေရှုကြောင့်ပြောစမ်းပါဦးဟာသူကပြောတယ်ကျွန်တော်ကမေးတယ်အဲ့ဒါနဲ့ပဲတကားလုံးကြားသွားတယ်မရှိဘူးအခုလောက်ခိုင်းကျွန်တော်မလုပ်အဲ့တော့မရှက်ဘူးဘာလို့မရှက်ဘူးလဲမသိဘူးကျွန်တော်လည်းစဉ်းစားလို့မရအရှက်ပဲအရှက်ကြောပဲပြတ်သွားတာလားဘယ်လိုဖြစ်လဲကျွန်တော်မသိဘူးဆိုတော့ကျွန်တော်ထက်ဟိုတတိရှိတဲ့လူတော်ရှိသေးပါတယ်နော်အခုတော့သူခေါ်ရမှုကြီးခံရပါတယ်သူကဈေးထဲသွားပြီးတော့သူများဘာနဲ့ငါးတစ်ကောင်ယူပြီးတော့ငါးကြီးကောင်ခါတဲ့ကန်ပြီးတော့ဒီမှာတွေ့တယ်မလားငါးကြီးကိုကြည့်ဆိုတော့သူကတရားဟောတယ်အဲ့ဒီလိုလုပ်တဲ့လူလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်စဉ်းစားတာအဲ့ဒီတုန်းကယုံနဲ့ယုံကြည်ခြင်းအဲ့ဒီတုန်းကဘုရားကိုချစ်တာအခုတော့ဒါအခြေအနေရနော်ဘာရညာရကျွန်တော်မလုပ်နိုင်တော့ဆိုကျွန်တော်ပြောချင်တာအထက်ထဲမှာယုတ်သွားတာရှိတယ်ဆိုဘုရားကဘာပြောလဲစုံလင်အောင် perfect ဖြစ်အောင်မင်းရဲ့နှလုံးသားကိုအရင်ပါဖြစ်တယ်ပြန်လှုပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီမှာတွဲဖတ်ဖို့ကျမ်းပိုက်လေးတစ်ပိုက်ကျွန်တော်ရွေးထားတယ်သုတ်တန်ကျမ်းအခန်းကြီး1မှာ4မှာရေးတဲ့စကားလေးရှိပါတယ်ဒီစကားကိုကျွန်တော်သဘောကျလို့အမြဲတမ်းလဲသုံးပါတယ်သုတ်တန်ကျမ်းအခန်းကြီးလေးအငယ်20ကနေ23ဖတ်တဲ့အခါငါသားငါစကားကိုနားထောင်လို့ငါဟောပြောချက်ကိုနားသွင်းလို့တင့်မျက်မှောက်မှာမကွာစေနဲ့နှလုံးသွင်း၌စောင့်ထားလို့အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရတယ်23မှာတော့နှလုံးသည်အသက်ဤအခြေမြင့်ဖြစ်သောကြောင့်သင်ဤနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လို့သင်ရဲ့နှလုံးကိုအထူးသဖြင့်ပါပဲလေစောင့်ရှောက်ပါဆိုတော့ဒီနေ့ perfect ဖြစ်ဖို့ဘုရားသခင်ကအလိုတော်ရှိအပြင်းမတန်ကကြည့်ရင်တော့မစုံနေပါဘူးအနာအစာတွေတွေ့ရတယ်စုံနေအောင်ခရစ်ယာန်အသက်တာထဲမှာယာကုပ်ပြောတဲ့အတိုင်းအကျင့်နဲ့သွားနေပါဒါပေမဲ့စုံနေတဲ့နေရာတစ်ခုရှိတယ်ကျွန်တော်နှလုံးသားဖြစ်ဘယ်အချိန်တုန်းကခရစ်တော်ကိုယုံတဲ့အချိန်တုန်းကဘောနဂိဖြစ်တဲ့အချိန်တုန်းကဒီထဲမှာစုံနေတယ်စုံနေအောင်ဘုရားသခင်ကဖန်ဆင်းပေးလိုက် create လုပ်တယ်လို့ပြောပါတယ် maintenance လုပ်တာမဟုတ်ဘူးပြုပြင်ပေးတာမဟုတ်ဘူးဟိုမကောင်းလိုက်တဲ့ခိုးတတ်တဲ့ဟာလေးဖက်မခိုးတတ်အောင်ပြန်ထည့်ပြန်ချုပ်ပေးတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးအတစ်ပေးလိုက်တာဖြစ်ဒါပေမဲ့ကာလရွေ့လျောတဲ့အခါကျွန်တော်ရဲ့နှလုံးသားထဲမှာစုံနေတဲ့အရာတွေကရော့ပြီးတော့ရော့ရဲနေတဲ့ယုံကြည်ခြင်းရော့ရဲနေတဲ့ချစ်ချင်းမေတ္တာဖြစ်နေတယ်အဲ့ဒီအရာကိုကျွန်တော်အသက်တာထဲမှာတတိထားဖို့လို့ဘုရားခင်ကအာဗြဟံပြောတယ်ငါရှိမှသွားလာယူစုံလင်ခြင်းရှိပါ69နှစ်မှာပြောတယ်အနှစ်တရာမှာဘုရားခင်ကြီးမားတဲ့ miracle ဖြစ်မယ်အိုဖြစ်နေတဲ့ဝမ်းတည်နေတဲ့အမျိုးသမီးစာရာရဲ့ဝမ်းကသားလေးမွေးဖွားတော့ဆိုဒီနေ့ဒီမှာရှိနေလို့မှားအဲ့ဒီအရာကိုကျွန်တော်ရဲ့အသက်တာထဲမှာသဘောပေါက်စုံလင်အောင်ပြင်ဆင်ဖို့လိုတယ်ဒီဥစ္စာမခက်ပါဘုရားခင်ကအင်မတန်မှနားလည်တတ်တယ်လို့ကျွန်တော်ပြောချင်တယ်နားလည်တတ်တယ်ဆိုတော့ကျွန်တော်တို့တရားသူကြီးမဆောက်ဖတ်တဲ့အခါမှာဂီတောင်ကျောင်းတွေ့ရတယ်ဂီတောင်ကစစ်သွားတိုက်မယ်လို့ပြောတဲ့အခါမှာသူကြောက်တယ်ဒါကြောင့်သူဆုတောင်းတယ်တဲ့တိုးမွေးဆူမြေကြီး6အဲ့တော့ဘုရားသခင်ကတိုးမွေးကိုဆူတယ်မြေကြီးကို6တယ်အာဘုရားသခင်စိတ်မဆိုးပါနဲ့တိုးမွေး6မြေကြီးဆူပြောင်းပြန်တောင်းတယ်အဲ့ဒါကိုလည်းဘုရားသခင်ကတိုးမွေး6မြေကြီးဆူလည်းရတယ်မြေကြီးဆူတိုးမွေး6လည်းရတယ်နှစ်ခုစလုံးပြီးတယ်အဲ့ဒီခါမှာဂီတောင်ကဘာဖြစ်လို့ဒီလောက်တော့အချိန်ကြီးဆုတောင်းပြီးတော့ကဲမြို့ကရန်သူတွေကိုနိုင်စေပြီးတက်ပြီးတော့တိုက်ပွဲဝင်ပါလို့ပြောတဲ့အခါမှာဂီတောင်ကြောက်တရားသူမဆာတဲမှာဖတ်ကြည့်ပါခုနှစ်မှာကြောမှာရှိတယ်အဲ့တော့
ဘုရားသခင်ကသဘောပေါက်သွားတယ်ဂိတောင်မင်းကြောက်လို့ရှိရင်တဲ့နော်မင်းတပည့်ဖူးတာမင်းရှိကတက်ခိုင်းလိုက်အဲ့ဒီအပိုက်လေးတစ်ပိုက်ပါဆိုသဘောကဂိတောင်ကြောက်နေတယ်ဘုရားကနားလေပေးတာအိုးမင်းသိကြောက်တယ်ဆိုโอเคမင်းတပည့်မင်းလူစွမ်းကောင်းလုပ်ချင်ရှေ့တင်ပေးလိုက်ကွာမင်းကနောက်ကလိုက်သွားတဘောကဘုရားသခင်ကကျွန်တော်ရဲ့ life ထဲမှာကျွန်တော်ရဲ့အားနည်းတဲ့အရာတွေကိုသိတယ်အဲ့ဒီအရာပေါ်မှာအောင်မြင်ဖို့ဘုရားသခင်ကအလိုတော်ရှိတယ်စုံနေသွားဖို့လိုတော်ရှိကျွန်တော်ပြောချင်တာစုံနေဖို့သူကအလိုရှိတယ်လို့ကျွန်တော်ပြောချင်တာဖြစ်စေခြင်းတယ်ဆိုတဲ့ဆန္ဒကိုကျွန်တော်ပြောတာစုံနေသွားဖို့ဖြစ်စေခြင်းဒါကြောင့်ကျွန်တော်ကလှုပ်ရစုံနေအောင်လှုပ်ရပြင်ဆင်ရကျွန်တော်နှလုံးကိုအထူးသဖြင့်စောင့်ရှောက်ရဆိုတော့ဘုရားခင်ကားတိုင်းကိုမျှော်ကြည့်ပါဒါအရေးကြီးတဲ့အချက်ဖြစ်ဆိုတော့ကျွန်တော်နောက်ဆုံးတစ်ချက်ပြောချင်အဲ့ဒီလိုစုံနေသွားဖို့ပြင်ဆင်တာဘာအကျိုးရှိတယ်လဲအကျိုးကြီးပါအဲ့ဒီကမ္ဘာဦးကျမ်းအခန်းကြီး18ကိုရောက်တဲ့အခါမှာကမ္ဘာဦးကျမ်းအခန်းကြီး18ရောက်တဲ့အခါမှာကောင်းကင်နယ်တစ်ပါးရောက်လာပြီးတော့အာဗြဟံတို့ဇနီးမောင်နှံပြောတဲ့အေးချင်းချက်တဲ့အချိန်မှာဒါဟွာမယ်လို့ပြောတဲ့အခါမှာဇနီးတယ်ဖြစ်တဲ့ဆာရာကတစ်ဖက်ကိုလှည့်ပြီးတော့ရေတယ်တဲ့အဲ့ဒါလို့ရည်တဲ့အခါမှာကောင်းကင်တော့မင်းဘာလို့ရည်တာလဲကျမမရည်ရပါဘူးဆိုပြီးတော့ကမ္ဘာဦးကျမ်းအခန်းကြီး18အငယ်14 15မှာတွေ့လို့ရပါတယ်ဒါပေမဲ့ကျွန်တော်အခုပြောချင်တာအဲ့ဒါပဲအဲ့ဒီစကားပြောပြီးသွားတဲ့အခါမှာတဲ့ပြောပြီးသွားတဲ့အခါ16 18ကျွန်တော်ဖတ်ပြထိုလူတို့သည်ထိုရက်ကထ၍တောတုံမျိုးတို့မျက်နာပြုလဲသွားကြ၏အာဗြဟံသည်လည်းသူတို့ကိုပို့ခြင်းကလိုက်လေ၏ထာဝရဘုရားကလည်းငါပြုသောအမှုကိုအာဗြဟံအားမဖော်ပြဘဲဝတ်ထားရမည်လောအာဗြဟံသည်ကြီးမြတ်၍တကိုးနှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်လိမ့်မည်လူမျိုးအပေါင်းတို့သည်သူ့အားဖြင့်ကောင်းကြီးမင်္ဂလာခံရလိမ့်မည်ဘုရားသခင်ကဒီစုံနေတဲ့တက်တာဖြစ်အာဗြဟံရဲ့တက်တာမှာတက်လန်းလာတဲ့ခါမှာဘုရားသခင်ကသူ့ကိုလာပြီးတော့စကားပြောတာမဟုတ်တော့တိုင်နေငါလုပ်မဲ့အလုပ်တစ်ခုကိုသူ့ကိုငါမပြောဘဲနဲ့နေရမှာလားအဲ့ဒါပြောပြီးတဲ့ခါမှာဆက်ဖတ်သွားရင်တောတုံနဲ့ဂမောရမိမိုးရွာချမယ်လို့ဘုရားသခင်ကအာဗြဟံကိုတိုင်နေဒီမှာရှိတဲ့ဒီမှာမှားတယ်ဘုရားသခင်ကခင်ဗျားတို့ရဲ့အသက်တာကိုစကားပြောနေတယ်ဆိုတာခင်ဗျားတို့အသက်တာထဲမှာသဘောပေါက်ဖို့ဖြစ်တယ်ဘယ်လိုစကားပြောမှလဲနေ့တိုင်းစကားပြောမယ်စက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်းမှာစကားပြောမယ်သဘောပေါက်ဖို့ဖြစ်တယ်တခါလေကျွန်တော်တို့သဘောမပေါက်ကျွန်တော်ကျောင်းတက်တုန်းကအဲ့ဒီ class တစ်ခုမှာဒါကိုသူတို့ကလေ့လာကျွန်တော်တို့ကိုကွင်းပြောင်ကြီးတွေခေါ်လာပြီးတော့ရေကျနေတဲ့စမ်းကြောင်းလေးတစ်ခုကိုစမ်းကြောင်းလေးတစ်ခုကိုကြည့်ခိုင်းပြီးတော့နိုင်ဝက်ဆာလန်တွေကကျမ်းပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့အဲ့ဒီမြင်ကွင်းပေါ်မှာဘုရားသခင်ဘာစကားပြောလဲဆိုပြီးတော့အဲ့ဒါ practical meditation လုပ်ရအဲ့တော့အားလုံးထဲမှာဗမာကျွန်တော်တယောက်တည်းပဲဖြစ်တယ်ဆိုတာအဲ့ဒီနိုင်ဝက်ပြီးသွားတာနဲ့အားလုံး discussion ကြရင်ကိုဘုရားကဘာပေါ်ပြတယ်ပြောရမှာဖြစ်ဆိုတော့ကျွန်တော်ကငကူကမှအင်္ဂလိပ်စာအားနေတော့ထလည်းပြောရအောင်ဆိုတော့ကျွန်တော်ကဆုတောင်းတယ်ဘုရားသခင်နာယီဝက်အတွင်းမှာပေါ်ပြစရာရှိတာလေအပြတ်လည်းများပေါ်ပြဘာကြောင့်လဲဆိုတော့ပေါ်ပြပြီးလို့ကိုတော်ပေါ်ပြရင်မပြီးသေးဘူးကျွန်တော်ကစာစီရအောင်ပါစာစီပြီးတော့နည်းနည်းလေ့ကျင့်အောင်လေ့ကျင့်ပြီးမှကျွန်တော်ပြန်ပြောအောင်ဆိုတော့ကျွန်တော်မှအချိန်နည်းနည်းလိုတယ်ဘုရားကမပေါ်ပြသူကပြောတယ်15မိနစ်ရှိပြီမိနစ်20ရှိပြီသူကတိုင်နေတဲ့သွားတာဟိုးအဲ့ဒီချိန်မှာလူ30လောက်ရှိတယ်တိတ်ပြီးတော့အားလုံးလမ်းလျှောက်တဲ့လူရှိတယ်အဲ့ဒီစံကြောင်ကျနေတဲ့နားမှာသွားထိုင်နေတဲ့လူရှိတယ်ပုံစံမျိုးမျိုးနဲ့ကြောက်မှလည်းစကားမပြောရအောင်ကျွန်တော်တယောက်တည်းနေနဲ့ပြာငြိမ်တော့ငြိမ်နေတယ်ဒါပေမဲ့စိတ်ကပြာ just အဲ့ဒီရေကျနေတာကြည့်ကိုရောဘယ်လိုဖြစ်တာစမ်းကြောင်းမှာရေကျကျွန်တော်ဘာလည်းမဖော်ပြဘူးလားနိုင်ဝက်ပြည့်တော့မယ်နော်ကိုရောမဖော်ပြရင်တော့ကျွန်တော်အရှက်ကွဲအောင်မယ်ဟိုမှာကြိုက်ဘာပြောရမှန်းမအားအားနဲ့ဖြစ်နေတယ်အဲကျွန်တော်ကြည့်နေရင်နဲ့ဆုတောင်းနေရင်နဲ့ဘုရားသခင်ကတိရလေးတစ်ခုမြင်စေတယ်